လာပါခင်ဗျာကျွန်တော်ရဲ့ကိုဆောင်တဲ့အစီအစဉ်ကနေကြိုးဆိုပါနဲ့ကျွန်တော်တို့ငငယ်ကတည်းကလူကြီးတွေပြောလို့ရှိတာတခုရှိပါတယ်မကောင်းတာမလုပ်နဲ့ကိုဆောင်နှံမြင်တဲ့ဆိုတာမျိုးပေါ့ဒီအယူအဆကကျွန်တော်တို့ရဲ့ကိုကျင့်တရားကိုဘလို့ထန်းချောင်းပေးတယ်လဲဆိုတာစဉ်းစားစရာပါပဲဒါဆိုတကယ်ပဲကျွန်တော်တို့တယောက်ချင်းစီရဲ့နောက်ွယ်မှာကွဲကာဆောက်ရှောက်နေတဲ့နမင်းတီရှိနေတာလားသူတို့ကဘသူတွေလဲဘလို့အချိန်မှာကျွန်တော်တို့ကိုကူညီတတ်တယ်လေဒီနေ့ဗီဒီယိုမှာတော့လူတိုင်းသိထားတဲ့ကိုဆောင်နှံအကြောင်းကိုတင်ဆက်ပေးသွားမှာပါပဲဗုဒ္ဓဘာသာအယူအဆအရာလူတယောက်မွေးဖွားလာကြတဲ့ကမိမိပြုခဲ့မှုတဲ့ကုသိုလ်ကံအလျောက်ဆောင်ရှောင်ရတဲ့နတ်ကိုဆိုလိုခြင်းဖြစ်တယ်တခါတည်းရန်ကွေလွန်သွားတဲ့မိဘဘိုးဘွားတွေဟာတန်ရောစင်းကြောင့်ဖြစ်စေမေတ္တာကြောင့်ဖြစ်စေကိုဆောင်နှံအဖြစ်ပြန်လည်ဆောင်ရှောက်တတ်ကြပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေယုံကြည်ကြတဲ့မေတ္တာတရားရဲ့ဆောင်ရှောက်မှုပါပဲမိမိနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့နတ်ကောင်းငတ်မြတ်တွေကလည်းမိမိရဲ့တီလာတမာတိအပေါ်မူတည်ပြီးဆောင်ရှောက်တတ်ကြပါတယ်ကိုဆောင်နှံရှိတိုင်းအမြဲဆောင်ရှောက်နေတာလားဆိုရင်မဟုတ်ပါဘူးသူတို့ကဘယ်လိုလူတွေကိုပိုပြီးနှစ်သက်တယ်လဲဆိုရင်နောက်တစ်ခေါက်မှာတော့သူတို့အနှစ်သက်ဆုံးလူသားတွေအကြောင်းဆက်လက်တင်ဆက်ပေးသွားမှာပါပဲနာဘာတီလာလုံကြုံသူကိုနှကောင်းတဲ့မြတ်တွေကပုံမိုးကြီးညိုကြပါတယ်ခမညာတီလာရှိတဲ့သူရဲ့ပတ်ဝန်းကျင်မှာအေးချမ်းတဲ့အယောင်ဝါတွေရှိနေသလိုဒီယောင်ဝါကိုနှကောင်းတဲ့မြတ်တွေကအဝဲကလေးကမြင်နိုင်ကြပါတယ်ဒါကြောင့်တီလာလုံခြုံခြင်းဟာကိုရောကိုပတ်ဝန်းကျင်ကိုပါကာကွယ်စောင့်ရှောက်ခြင်းပါပဲမေတ္တာတို့ရွတ်ဖတ်သူနဲ့အားလုံးအပေါ်စေတနာထားသူကိုနှကောင်းတဲ့မြတ်တွေကဝိုင်းရန်စောင့်ရှောက်တတ်ကြပါတယ်ခမညာကိုယ့်ရဲ့စိတ်ထဲမှာမေတ္တာတရားတွေကိန်းအောင်နေတဲ့အခါဒီအေးချမ်းတဲ့တက်ကနတ်ပြမာတွေကိုပါဆွဲဆောင်နိုင်ပြီးဘေးအန္တရာယ်ကင်းအောင်ဝိုင်းဝန်းဆောင်ရှောက်ပေးကြတာပဲဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်မေတ္တာပို့သခြင်းဟာကိုယ့်အတွက်ရောသူတစ်ပါးအတွက်ပါအကောင်းဆုံးသောအကာအကွယ်ပါပဲမိမိလုပ်သမျှကုသိုလ်ကိုဆောင်နှံများအားအမျှပေးဝေပါတယ်လို့တိုင်းတီပြောဆိုသူကိုသူတို့ကပို့ပြီးဆောင်ရှောက်ဖို့အားတွက်ကြပါတယ်ခမညာနှကောင်းတဲ့မြတ်တီဟာကိုယ်စီကအမျှရတဲ့အခါသူတို့ရဲ့ဘုံတန်ခိုးတွေပုံမတိုးပွားလာပြီးကိုဘေးအန္တရာယ်ကင်းအောင်ပိုလို့တောင်ကာကွယ်ပေးခြင်းစိတ်တွေဖြစ်ပေါ်လာကြတာပဲဖြစ်ပါတယ်ဒါကြောင့်ကုသိုလ်ပြုတိုင်းကိုဆောင်တဲ့တွေကိုအမျှဝေဖို့မမေ့ပါနဲ့ဘူးလူတယောက်ဟာအရက်သေးစားအလွန်အကျွံတောက်စားတာသူတစ်ပါးအသက်ကိုတပ်ဖြတ်တာစိတ်သက်ယူညံ့တဲ့အလုပ်တွေကိုစစ်တိုက်လုပ်လာရင်တော့ကိုဆောင်တဲ့တွေဟာအနားမှာမနေချင်တော့ပဲစွန့်ခွာသွားတတ်ကြပါတယ်ခင်ဗျာအဲ့ဒီအခါမှာတော့ကန်နင်းတွေလို့ကျွန်တော်တို့ခေါ်ဝေါ်တဲ့အခက်အခဲတွေအနောက်အရှက်တွေနဲ့မထိမှတ်ပဲရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်ကိုကျင့်တရားဟာကိုယ့်ရဲ့အကောင်းဆုံးသောအကာအကွယ်ဆိုတာမမေ့ပါနဲ့ဟုတ်။မတော်တဆမှုတစ်ခုကနေတီလေးလွတ်မြောက်သွားတာမျိုးအန္တရာယ်ရှိမဲ့လမ်းကိုသွားခါနီးမှာစိတ်ထဲကတားမြစ်တယ်လို့ခံစားရတာမျိုးတွေကြုံဖူးကြမှာပါခင်ဗျာ။အဲ့လီလိုမထင်မှတ်ထားတဲ့အကူအညီလေးအချိန်ကိုက်ရောက်လာတာမျိုးဟာလေကိုဆောင်နဲ့ရဲ့စောင့်ရှောက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဒါတွေကိုအချို့ကတိုက်ဆိုင်မှုလို့ပြောကြပြီးမြဲယုံကြည်သူတွေအတွက်တော့ဒါဟာကိုဆောင်နဲ့ရဲ့လမ်းညွှန်မှုပါပဲညီကုန်းချုပ်အနေနဲ့ပြောရရင်ကိုဆောင်နဲ့ဆိုတာကျွန်တော်တို့ရဲ့ကိုကျင့်တရားပေါ်မှာပဲမူတည်ပါတယ်ခင်ဗျာမိမိကိုယ်တိုင်ကကောင်းအောင်နေရင်နှကောင်းတဲ့မြတ်ဒီကလည်းအမြဲဘေးကနေဖေးမနေမှာပါဒီတော့ညအိတ်ခါနေတိုင်းကုသိုလ်မြဝေဖို့မမေ့ပါနဲ့ဦးအားလုံးပဲစိတ်အေးချမ်းသာရှိကြပါစေခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကိုဆောင်တဲ့အစီအစဉ်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like နဲ့ share လုပ်ပေးခဲ့ဖို့မမေ့နဲ့ဘူးနော်တင်ရောကိုဆောင်နှက်ကတင်ကိုကဲတင်ခဲ့ဖို့တယ်လို့ခံစားရတဲ့အဖြစ်ပြန်မျိုးကြုံဖူးပါသလား comment မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာ